မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရာဆိုရင်တော့2025ခုနှစ်ရဲ့နောက်ဆုံးရက်ဖြစ်တယ်ဒီဇင်ဘာ31ရက်ဖြစ်ပါတယ်အဲ့တော့နှစ်ဟောင်းပုံလို့နှစ်တစ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်မိဘပြည်သူအားလုံးစိတ်ကြံပါခြင်းကိုယ်ကြီးကြံပါခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဥစွာပထမဆုတောင်းမေတ္တာပို့တာပါတယ်လာမယ့်နှစ်တစ်2026မှာမြန်မာပြည်တော်မှာရှိတဲ့ပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာစွာနဲ့ဘဝဒီမှန်ချက်အားလုံးကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ပါစေကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလည်းအောင်မြင်ပါစေစီးပွားရေးအလုပ်ကိုင်ခွန်နှံတွေလည်းတိုးတက်မြင့်မားကြပါစေစိုက်ပျိုးသီးနှံများဖြစ်ထွန်းပြီးတော့စီးပွားတနတိုးတက်ကြပါစေကြောင်းနေနေရဲ့မှာနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေကြတဲ့နိုင်ငံဝန်ထမ်းများလည်းကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာစွာနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကိုအောင်မြင်ပြည့်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေကြောင်းလာမယ့်2026မှာမြန်မာပြည်ထောင်စုတော်ဝန်လုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကိုအောင်မြင်ပြည့်မြောက်အောင်ဆောင်ရွက်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့တာ